အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆန်ဝင်းကျွန်တော်မမိတ်ဆွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်မိတ်ဆွေများကျွန်တော်အင်္ဂါဘော်ဒဦးမကျော်လဲကျွန်တော်နေရတွင်ထေစီဆိုင်နဲ့ကျွန်တော်ပရိဆိုင်ကိုမိတ်ဆွေများအတွက်ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်မပြောပြခဲ့ပြမှာမိတ်ဆွေတို့အတွက်ကျွန်တော်အထူး promotion ကိုကျွန်တော်ပြောပြပေးပါမယ်ဗျာကျွန်တော်မိတ်ဆွေများကျွန်တော် promotion ကတော့ကျွန်တော်ဒီတလပိုင်းကျွန်တော်တို့မကုံထွင်းမှာကျွန်တော်တလပိုင်းအတွင်းမှာမန်ပါဝင်တဲ့မိတ်ဆွေများကိုကျွန်တော်တို့ရခင်မန်ပါကြီး3000ကျပ်တက်မှတ်ရာခါနေယခုတလအတွင်းမှာမန်ပါဝင်မဲ့မိတ်ဆွေများအတွက်ကျွန်တော်မန်ပါကြီး1000ခွဲကျပ်နဲ့မန်ပါဝင်လို့ရမှာပဲဖြစ်ပါရဲ့ဗျာမန်ပါဝင်လို့ရနိုင်မဲ့သူများကတော့ကျွန်တော်ရဲ့ယခုဗီဒီယိုလေးကိုကျွန်တော်တို့ဆက်ခွင့်လျှောက်ရပြီး Viber ဖုန်းနံပါတ်ဖြစ်တဲ့3ညာကို001139ကိုကျွန်တော်တို့ဆက်ခွင့်လျှောက်ပို့ပြီးမန်ပါကြီး1000ခွဲနဲ့မန်ပါဝင်ပြီလို့ပို့မှာဒါကျွန်တော်မန်ပါကြီး1000ခွဲနဲ့မန်ပါဝင်လို့ရမှာပဲဖြစ်ပါနေဗျာဒါဆိုရင်ကျွန်တော်မိတ်ဆွေတဲ့ကျွန်တော်တို့အင်္ဂါဘော်ဒုံမကြောင်တဲ့နေရာတွင်ဘရိတ်ကိုကျွန်တော်ပြောပြပေးပါမယ်ဘရိတ်ကတော့ကျွန်တော်38ဘရိတ်ကိုကြိုက်ပါတယ်ကျွန်တော်မိတ်ဆွေများကျွန်တော်ပြန်ပြောပေးပါမယ်အင်္ဂါဘော်ဒုံမကြောင်တဲ့ကျွန်တော်တို့နေရာတွင်ဘရိတ်ကိုကျွန်တော်38ဘရိတ်ကြိုက်ပါတယ်38ဘရိတ်ထဲမှာကျွန်တော်ကြိုက်ဆုံးဘရိတ်တစ်ခုကတော့ကျွန်တော်10ဘရိတ်ကိုပိုကြိုက်ပါတယ်10ဘရိတ်နဲ့ပတ်သက်ပြီးကျွန်တော်တစ်ခွက်ကောင်းပေးမယ်ဗျာတစ်ခွက်ကောင်းကိုကျွန်တော်ပေးရမယ်ဆိုတော့ကျွန်တော်တို့ခွန်တစ်ပါကျွန်တော်မိတ်ဆွေကကျွန်တော်ပြန်ပြောပေးမယ်နော်တစ်ခွက်ကောင်းကတော့ကျွန်တော်ခွန်တစ်ပဲဖြစ်ပါတယ်မိတ်ဆွေတို့ကျန်နေသက်တဲ့အကြိုက်တူရဲ့စုံမသာအသုံးပြပါဗျာကျွန်တော်တော့အကောင်းဆုံးဖြစ်အောင်တော့ရှာဖွေထုတ်ပြပြီးပြောပြပေးထားတာပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့ယခုဗီဒီယိုကိုအစားအဆုံးဒီတစ်ဆိုင်ကြည့်ရှုပေးပါဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့ကြော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ရဲ့တစ်ခွက်ကောင်းနှစ်ခွက်ကောင်းတွေကိုမိတ်ဆွေတို့မသိပဲဖြစ်သွားမှာအတွက်ကြောင့်ပါဗျာကျွန်တော်မိတ်ဆွေများကျွန်တော်ယခုတလပိုင်းမှာမန်ပါဝင်ခြင်းနဲ့မိတ်ဆွေများတို့ကျွန်တော်မန်ပါဝင်ကြီး3000ကျပ်သတ်မှတ်ရာကနေယခုတလအတွင်းမှာမန်ပါဝင်မဲ့မိတ်ဆွေများတို့ကျွန်တော်မန်ပါဝင်ကြီး1000ခွဲနဲ့မန်ပါဝင်လို့ရမှာပဲဖြစ်ပါရဲ့ဗျာမန်ပါဝင်လို့ရနိုင်မဲ့သူများကတော့ကျွန်တော်ရဲ့ယခုဗီဒီယိုတွေကိုစက်ခွင့်လျှော့ရပြီးကျွန်တော်ရဲ့ channel လေးကို like and share ပြီးလို့ပြီးကျွန်တော်တို့ follow လုပ်ထားပေးပါဗျာ follow လုပ်ပြီးကျွန်တော်ရဲ့ယခုဗီဒီယိုကိုစက်ခွင့်လျှော့ရပြီးတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့3ညာကို00100039ကိုပို့ပြီးတော့ member ကြီး1000ခွဲနဲ့ member ဝင်ပြီလို့ပို့မှသာရင်ကျွန်တော်တို့ member promotion ကြီးကိုရရှိမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေကျွန်တော်အစောမှာကျွန်တော်တို့ဗရိတ်ကိုပြောပြပြီးပြီဆိုတော့မိတ်ဆွေနဲ့ကျွန်တော်ဘုံတော့မချော်နဲ့နေရက်စာကျွန်တော်တို့ထိတ်စီကိုပြောပြမယ်ဗျာနေရက်တွင်ကျွန်တော်ထိတ်စီကတော့ကျွန်တော်တို့6ထိတ်စီပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေကကျွန်တော်ပြန်ပြောပြပါမယ်နေရက်တွင်ထိတ်စီကတော့ကျွန်တော်6ထိတ်စီဖြစ်ပါတယ်6ထိတ်စီနဲ့ပတ်သက်ပြီးကျွန်တော်တစ်ခွက်ကောင်းပြီးမယ်တစ်ခွက်ကျွန်တော်2ခွက်ကောင်းပြီးမယ်ဗျာနှစ်ကွက်ကောင်းကျွန်တော်ပေးရမယ်ဆိုတော့ကျွန်တော်ကတော့1ထိပ်စီနဲ့ပတ်သက်ပြီးကျွန်တော်အကြိုက်ဆုံးထိပ်စီကတော့ကျွန်တော်1ထိပ်စီနော်1ထိပ်စီနဲ့ပတ်သက်ပြီးနှစ်ကွက်ကောင်းအနေနဲ့ကျွန်တော်1လို့ပဲဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေကျွန်တော်ပြန်ပြောပေးပါမယ်ဘော်ဒုံမကြောင်တဲ့နေရက်တွင်ထိပ်စီကတော့6ထိပ်စီပဲဖြစ်ပါတယ်6ထိပ်စီရမှာကျွန်တော်အကြိုက်ဆုံးထိပ်စီကတော့6ထိပ်ထိပ်စီပဲဖြစ်ပါတယ်ထိပ်စီနဲ့ပတ်သက်ပြီးကျွန်တော်နှစ်ကွက်ကောင်းအနေနဲ့ကျွန်တော်6နဲ့ကိုကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်မိတ်ဆွေတို့ကျန်နေတဲ့အကြိုက်တူရဲ့ဆိုရင်ဒါအသုံးပြကြပါနော်ကျွန်တော်မိတ်ဆွေကျွန်တော်ယခုကျွန်တော်ရဲ့ဒီ channel မှာပဲမိတ်ဆွေများအတွက်ကျွန်တော်ဗီဒီယိုကိုပုံမှန်တင်ပေးသွားမှာပဲဖြစ်ပါနော်ဆရာဝန်အကြီးကတော့ကျွန်တော်တို့ခေတ္တခဏရနာထားတဲ့အတွက်ကြောင့်ပါပဲဗျာကျောင်းမိတ်ဆွေတနင်္လာနေ့ကလိုပဲ